နေ့ကျွန်တော်တို့ဂျန်ဒီကိုဖွဲ့သားရောက်ရှိနေတဲ့နေရာဆိုရင်တော့ဂျန်ဒီကိုအာဟာရပြည့်စုံစာအုပ်အမှန်တကယ်တောက်သုံးပြီးတော့အမှန်တကယ်ကြိုးကျေးဇူးတွေခံစားနေရတဲ့ customer တဦးရဲ့နေကိုရောက်ရှိနေရလဲဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါ။မင်္ဂလာပါ ဟုတ်ကဲ့ပါအဖွားရဲ့နာမည်နဲ့အသက်ကိုမိတ်ဆက်ပေးပါဦးဗျ။ ဒေါ်ဝင်းကြီးအသက်82နှစ် ဟုတ်ကဲ့ပါနေရာလိပ်ဆိုင်လေးပြပြပေးပါ ကျေးမုံလန်းတကုံ ဟုတ်ကဲ့ပါအရှိတကုံပေါ့နော် ရှေးတကုံအကျော်တက်တယ်အိမ်မပြောဘူးထမင်းစားလို့မရဘူးအဲ့လိုဖြစ်တယ်စီဂျိုတဲတော့900ကျော်ထိတက်တယ် စီးကြိုရှိရ ဟုတ်ကဲ့ဆေးကန်းကိုသွားတယ်ဆေးကန်းသွားတော့အထူးကိုလွတ်တယ်တော်တော်ဒီစီဂျိုဆက်ရတယ်စီဂျိုစီတောက်ရတယ်အသွေးဆက်ရတယ်ပေါ့နော် ဟုတ်ကဲ့ပါ ဒါစီဂျိုတက်ပြီးမျက်စိခွဲရတယ် အဲ့ဒါရောဘယ်လောက်ကြာပြီလဲ အဲ့ဒါလည်းတော်တော်ကြာပါပြီ3နှစ်4နှစ်လောက်တော့ရှိမျက်လုံးခွဲထားတာအဲ့ဖြည့်ဆွက်စာတောက်ပြီးမှအဲ့လိုပြောတယ်အကျော်တက်တာတက်တာတယ်မူးတာတက်တာတယ်စောစောပိုင်းကတော့တောက်တုံးကတော့4ဘူး5ဘူးလောက်ကုန်တော့နည်းနည်းထူးခြားတယ်လို့ပဲကိုက ဟုတ်ကဲ့ အဲ့ဒါဆက်တောက်မယ်ဆိုပြီးဆက်တောက်တာရခိုင်ဝင်သွားလိုက်တော့2လလောက်ဖြတ်ပလိုက်တယ် ဩ အဲ့မှာနည်းနည်းပြန်ပြီးတော့ဖြစ်လာတာပေါ့နော် ကြားထဲမှာရခိုင်မှာ2လလောက်သွားနေ ဟုတ်ကဲ့ မတောက်ခဲ့လိုက်ပါ ဟုတ်ကဲ့ အခုဒါပြန်ပြီးတော့အဖွားတောက်တာရောဘယ်လောက်ကြာပြီ ခုပြန်လာပြီးတောက်တာဆိုလို့ရှိရင်2လ3လရှိပြီ2လရှိပြီညပိုင်းမှတောက်တယ် နားမမှာ စီဂျိုသေးကိုမနေ့ပိုင်းတောက်တယ်ညအရာဝင်ကနေစီဂျိုသေးကိုချားပြီးတော့တောက်ပြီးတော့မှအရာဝင်တော့မှဒီအာဟာရဖြည့်ဆွက်စာကိုတောက်တယ် ဩဒါဂျန်ဒီကိုတောက်ပြီးတော့စီးကြိုသေးကြုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထူးခြားမှုတွေရှိသေးလဲအဖွား အခုကတော့လူကတော့လမ်းပါတယ်အဲ့ကိုစားလိုက်တောက်လိုက်လို့အချိုးတွေပါလေစားလိုက်လို့များသွားရင်နည်းနည်းစီဂျိုတက်လာတယ် ဟုတ် အဲစီဂျိုတက်လာတဲ့အခါကျလို့ရှိရင်တော့နည်းနည်းခေါင်းနှမှုတူချစ်လာတယ်ညီမလေးကိုတော့ညွှန်ထားတယ်ညီမလေးကလည်းဒီလိုပဲခြေလက်တွေထုံနေဆိုသူကတော့တောမှာလေ ဟုတ်ကဲ့ အဲညွှန်ထားတယ် ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေသောဂျန်ဒီကိုတဘာဝပေးတဲ့လက်ဆောင်